အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဇင်းကြီးမျက်နှာကျက်နဲ့အင်ဝင်ထားစဉ်လုပ်ငန်းနဲ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာအခုလက်ရှိဒါကျွန်တော်ရောက်ရှိနေတဲ့ site ကလေးဆိုရင်ဒါမွန်ပြည်နယ်တထုံမြို့တစ်ကစပယ်9လမ်းနှစ်ထပ်အိမ်လေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဒီအိမ်လေးမှဆိုလို့ရှိရင်ဒါကျွန်တော်ဘာတောင်းယူပေးထားလဲဆိုလို့ရှိရင်ပေါ့နော်ဒီစေးရယ်မျက်နှာကျက်ဒီဇိုင်းအလှဆင်လေးရယ်ပေါ့နော်နှစ်မျိုးကျွန်တော်တောင်းယူပေးထားပါတယ်ခင်ဗျာပစ္စည်းလက်ခပစ္စည်းပေါ့နော်ဒီမှာဆိုရင်ဒါဒီကျွန်တော်ဒီအိမ်လေးကိုဒီဘေးပတ်လည်လေးကိုဒါကျွန်တော်လိုက်ထွေးထည့်ရမယ်ပြင်ဒီဇိုင်းလှဆင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့အဲ့ဒါလေးကိုမှဒါကျွန်တော်ဒီမီးအလှလေးဆင်ပြီးတာနဲ့ဒါကျွန်တော်စီလင် white ပေါ့နော်စီလင် white ဆေးကိုမှဒါကျွန်တော် Korean အမျိုးသားတွေကတုံးပေးထားပါခင်ဗျာအဲ့မျိုးသားတွေကနေပြီးတော့ဒါကျွန်တော်အလှဆင်ပေးရမှာပေါ့နော်ဆေးအလှဆင်ရမျက်နှာကျက်အလှဆင်တွေနှစ်မျိုးဒါကျွန်တော်ပစ္စည်းလက်ခတိုင်းအိမ်လေးပဲဖြစ်ပါတယ်ခင်ဗျာဒီအိမ်လေးမှာဆိုရင်ဒါလက်ရှိကဒါကျွန်တော်ဘာမှမလုပ်ရသေးဘူးပေါ့နော်ဒါဒီနေ့ဒါကျွန်တော်ပစ္စည်းချရခင်ဗျပြီးလို့ရှိရင်ဒါလေးဒီအိမ်လေးဒါကျွန်တော်အလှဆင်လို့ပြီးလို့ရှိရင်အားလုံးဒါကျွန်တော်ဘယ်လိုမျိုးလေးလှောက်ရမလဲဆိုတော့ပေါ့နော်ဒါပြန်လည်ပြီးတော့ဒါတင်ပေးပါမယ်ခင်ဗျာဟုတ်ကဲ့အခုဒါကျွန်တော်ကိုယုံကြည်စွာနဲ့ပေါ့နော်အနှံ့ပေးလာတဲ့အမောက်ရဒါကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကျွန်တော်ရဲ့ဇီးမျက်နှာကျက်နဲ့ဥလွင်ထားစဉ်လုပ်ငန်းရဲ့ဒီလက်ရဒီဇိုင်းလေးတွေကိုကျန်းနေတက်လို့လုပ်ငန်းအနှံ့ကျင်နေဆိုရင်ဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့39ခုခုခုနဲ့3632နဲ့ကိုဓာတ်ရိုက်ဆက်သွယ်ဆောင်ရွက်ပေးနိုင်ပါခင်ဗျာအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပန်ဆင်နိုင်ကြပါစေ